ရေတွင်းထဲကျနေတဲ့ဆိုရိုကပြန်နိုးလာပြီးကပတိန်ကူရိုရဲ့ထောင်ချောက်ထဲကိုကြားရောက်သွားပြီးတွန်းနက်ကြီးထဲမှာပိတ်မိနေပါတယ်။ဒါပေမဲ့ဆိုရိုဟာအရှုံးမပေးဘဲသူ့ရဲ့ဓာတ်ကိုနေရန်မှာထိုးဆိုင်ပြီးသွေးယူတန်ယူနဲ့အပေါ်ကိုပြန်တက်ဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ရေတက်တာအဖွဲ့ကလည်းရွာထဲတို့ရောက်ရှိလာပြီးဦးစောနဲ့တွေ့တဲ့အချိန်မှာတော့ဦးစောကကြုံတွေ့ရတဲ့အရာတွေကိုရေတက်တာဖြစ်တဲ့ကော်ပီတို့ကိုပြောပြနေပါတယ်။ပင်လယ်သမျှကူရိုကသူငယ်ချင်းဖြစ်သူကိုအဆုံးသတ်ဖို့ကြိုးစားနေကြောင်းပြောပြနေပေမဲ့ဘေးနာကဖြစ်တဲ့ရေတက်တာကတော့ကပတိန်ကူရိုကငါအဖေတို့ကိုလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတက်လိုက်ပြီးဖြစ်ကြောင်းနင်ပြောတာတွေအလုံးကအလေအညာပါဆိုပြီးတော့ပြောနေပါတယ်နင်တို့မယုံရင်လိုက်ခဲ့ဆိုပြီးရေတက်တာကိုကာရာအိမ်တို့ခေါ်ဆောင်သွားခဲ့ပါတယ်နာမီဟာကာရာနဲ့စကားပြောပြီးနောက်ပြန်ထွက်လာပြီးလူစီမေလဲနေတာကိုတွေ့လိုက်ပါတယ်လူဖီကိုနိုးဖို့ကြိုးစားနေတဲ့နာမီဟာကိုရိုနဲ့နောက်လိုက်ရောက်လာတဲ့ချိန်မှာတော့ဗီတိုထဲမှာဝင်ပုန်းနေခဲ့ပါတယ်ဒီလိုနဲ့သူတို့ရဲ့ပြောစကားတွေကြောင့်အဖြစ်မှန်အလုံးကိုနာမီကတီးသွားခဲ့ပါတယ်ဥပစောခေါ်လာတဲ့ရေတက်သား2ယောက်ကကရာအိမ်ရောက်လာပြီးကပတိန်ကူရိုကိုစစ်ဆေးနေပါတယ်ကူရိုကလည်းပြဿနာမဖြစ်ချင်တာကြောင့်လိန်ပြောပြီးပါပင်လည်းတမျှမှမရှိဘူးလို့ပြောနေပါတယ်ဥပစောဆိုတဲ့ကောင်ကငယ်ငယ်ကတည်းကလိန်ရတာကြိုက်လို့သူ့ကိုယုံကြည်လို့မရကြောင်းကူရိုကရေတက်သားကိုပြောပြနေပါတယ်အိမ်ထဲဝင်စစ်ချင်နေတဲ့ကော်ပီကမင်းတို့ဒီကျွန်းကိုရောက်လာတာဘာကိစ္စလဲလို့မေးနေတာကြောင့်ကောက်ရုပ်အုပ်ထုပ်နဲ့ပင်လယ်သမျှရှာနေတာဆိုပြီးတော့ပြောလိုက်လို့မေးနေတဲ့လူဖီကိုဆွဲထုတ်လာပြီးခေါ်သွားခိုင်းလိုက်ပါတယ်နင်တို့ကောက်ရုပ်အုပ်ထုပ်နဲ့ပင်လယ်သမျှကိုရပြီမလားဒါဆိုပြန်လိုက်တော့ဆိုပြီးရေတက်သားကော်ပီတို့ကိုမောင်းထုတ်လိုက်ပါတယ်ပြန်ခါနေချိန်မှာတော့ကူရိုနောက်လိုက်ကိုနာမီကနောက်ကနေဝင်ရိုက်လိုက်တာကြောင့်အတန်ကြားရတဲ့ကော်ပီတို့ကအိမ်ထက်ကိုဝင်ကြည့်ဖို့ထပ်မံစူးစမ်းနေတဲ့ကော်ပီကိုအိမ်ဟောင်းနေပြီဖြစ်လို့ပြောပြီးအိမ်ဟောင်းနေပြီဖြစ်လို့ဒီလိုအတန်ကဖြစ်နေကြဆိုပြီးတော့ပြန်လွတ်လိုက်ပါတယ်ရေမရှိတဲ့ရေတွင်းဟောင်းထဲကနေမရမကဆိုတယောက်ခက်ခဲတတ်နိုင်ခဲ့ပါတယ်ဒီချိန်မှာပဲအင်ကြီးထဲမှာတော့ကပတိန်ကူရိုကသူ့ရဲ့3နှစ်ကြာမျက်နှာဖုံးကိုချွတ်ချလိုက်ပြီးတကက်ပင်လည်းတမျှအတွင်ပြောင်းသွားပါပြီသူကကရာကို18နှစ်ပြည့်မွေးနေ့မှာသူမကိုတက်ပြီးပိုင်ဆိုင်မှုအလုံးကိုလူယူဖို့စီစဉ်ထားပါတယ်ဥပစောကကလျာရဲ့အခန်းထဲကိုမရမကခိုးဝင်လာခဲ့ပြီးဖြစ်ပျက်သမျှအရာအလုံးကိုပြောခဲ့ပေမဲ့ကရာတယောက်မယုံခဲ့ပါဘူးသူတို့ကနင့်ကိုဒုက္ခပေးတော့မှဆိုပြီးတော့နင့်အမွေအလုံးကိုသိမ်းယူဖို့စီစဉ်ထားတာကိုပြောပြနေတဲ့ချိန်မှာနာမီရောက်ရှိလာပြီးကူရိုကတော့အချိန်ကျပြီဆိုပြီးတော့တအိမ်လုံးကိုအကာအကွယ်ပေးထားတဲ့တန်စကာကိုချပြီးကရာကိုတက်ဖို့လုပ်ပါတော့တယ်ဒီလိုနဲ့လူယုံကြောင်းဒုက္ခရောက်တော့မဲ့ကရာကိုနာမီတို့နဲ့အတူတူအနောက်ဘက်ကတွေ့ထားတဲ့လိုဝက်လန်းကနေပတ်ပြေးနေရပါတယ်တန်စကာဖွင့်ဖို့ကြိုးစားနေရင်ထွက်ပြေးလို့မရအောင်ကြံစီနေရပါတယ်ဒီလိုနဲ့မင်းနေတဲ့လူဖီကလည်းစားထားတဲ့မြပြန်လဲအန်ထွက်ပြီးတတိယလာခဲ့ပါတယ်ပြန်လဲနိုးလာတဲ့လူဖီကိုရေတက်တာကတနတ်နဲ့ချိန်နေတာကြောင့်နောက်ကနေရောက်လာတဲ့ယိုရိုရဲ့လက်တီးတစ်ချက်ကြောင့်မေ့လဲသွားခဲ့ရပါတယ်သူငယ်ချင်းဖြစ်တဲ့သူကိုတွားခဲ့ဖို့လုံနေတဲ့လူဖီကိုတားပြီးရေတက်အမိတ်ကြောင့်နင့်ကိုဖမ်းရမယ်ဆိုပြီးတော့ကော်ပီကပြောနေတာကြောင့်လူဖီကပြန်လှည့်လာပြီးဒီမှာကော်ပီမင်းတီလိုလုပ်ရမယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ငါပြန်သွားပြီးငါသူငယ်ချင်းကိုတွားကူရမယ်လေဆိုတာကြောင့်ငါကိုတားဖို့မကြိုးစားပါနဲ့ဆိုပြီးတော့ထွက်သွားခဲ့ပါတယ်တစကာကိုဖွင့်ဖို့ကြိုးစားနေတဲ့အခန်းထဲမှာကပတိန်ကူရိုရောက်လာတာကြောင့်ရတဲ့နေရာမှာဝင်ပုန်းနေရပါတယ်သူငယ်ချင်းဖြစ်သူကိုကူညီဖို့အိမ်ထဲတို့ဝင်ရောက်လာတဲ့လူဖီနဲ့ဆိုရိုတို့ဟာလူခွဲပြီးလိုက်ရှာခဲ့ပါတယ်ကပတိန်ကူရိုကတော့ပုန်းနေတဲ့နာမီတို့ကိုတွေ့သွားပြီးလေးကွာနဲ့ပြစ်တဲ့အော့ဆော့ကိုဆုံးမပေးလိုက်ပါတယ်တစ်ဖက်မှာလည်းကူရိုရဲ့တပည့်ဖြစ်တဲ့ရှိန်နဲ့ပူချီကတ်ဘရာဒါတို့ရောက်လာပြီးဆိုရိုနဲ့ထိတ်တိုက်တွေ့ပါတော့တယ်ဆိုရိုဟာတန်ရာရထားပေမဲ့သူ့ရဲ့အမိုက်ဆုံးဓာတ်သုံးလက်စတိုင်နဲ့ပြိုင်ဖက်တွေကိုအောင်မြင်စွာနေနှင်းခဲ့ပါတယ်တစ်ဖက်မှာလည်းအော့ဆော့ကိုအဆုံးသတ်ဖို့လုပ်နေတဲ့ကူရိုကိုလူဖီကအချိန်မီရောက်ရှိလာပြီးအော့ဆော့လည်းအသက်ပေးကနေလွတ်မြောက်ခဲ့ပါတယ်ကပတိန်ကူရိုဟာသူ့ရဲ့အမြန်နှုံးကိုတုံးပြီးလူစီကိုဒုက္ခပေးပေမဲ့လူစီကတော့သူ့ရဲ့ရာဘာအစွမ်းနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်နောက်ဆုံးမှာလူဖီကသူ့ရဲ့ကောင်းကိုနောက်ပစ်ပြီးအားနဲ့ဆောင်းလိုက်တဲ့အကွက်ကိုအသုံးပြုပြီးကပတိန်ကူရိုကိုအလဲထိုးနိုင်ခဲ့ပါတယ်ဒီလိုနဲ့ Observer ရွာရဲ့အန်တရယ်ကြီးဟာလည်းပြီးဆုံးသွားခဲ့ပါတယ်ကလျာဟာသူမကိုကယ်တင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်တဲ့အနေနဲ့သူတို့အဖွဲ့ကိုတိုးကောင်းပါတဲ့တင်ပေါ်ကြီး Boeing Mary ကိုလက်ဆောင်ပေးလိုက်ပါတယ်ဒါဟာလူဖီတို့ပင်လယ်သမျှအဖွဲ့ရဲ့ပထမဆုံးတင်ပေါ်စစ်စစ်ဖြစ်လာခဲ့ပါတယ်အားလုံးကပင်လယ်ထက်ထွက်ဖို့ပြင်နေတဲ့ချိန်မှာ Observer ကလည်းသူ့ဘာသာသူခရီးထွက်ဖို့လုပ်နေပါတယ်ဒါပေမဲ့လူဖီကငါတို့ရဲ့အဖွဲ့သားမဟုတ်ဘူးလားဆိုပြီးတော့တင်ပေါ်ပေါ်တက်တော့လေလို့လမ်းခေါ်လိုက်တဲ့အခါမှာ Observer တယောက်ဝမ်းတာအားရနဲ့အဖွဲ့ထဲတို့ဝင်ရောက်လာခဲ့ပါတယ် Observer ဟာပင်လယ်ထဲမထောက်ခခင်မှာက
ကလျာကိုနူးညံ့စွာနဲ့နမ်းပြီးနှုတ်ဆက်လိုက်ပါတယ်ဒီအနမ်းဟာသူတို့နှစ်ယောက်ကြားကတန်ရောစင်တွေကိုအတီးပြုတ်လိုက်တယ်လို့ပါပဲငါပြန်လာခဲ့မယ်အဲ့ဒီချိန်ကျရင်ငါရဲ့တကယ်ဆွန့်စားခန်းပုံပြင်တွေကိုမင်းကိုပြောပြမယ်ဆိုတဲ့ကတိတစ်ခုကိုအနမ်းနဲ့တူတူချန်ခဲ့ပါတယ်နောက်ဆုံးမှာတော့လူဖီဆိုရိုနာမီနဲ့ Obsorto ၄ယောက်ဟာဒိုကောင်းတင်ပေါ် Going Mary ကြီးနဲ့တူတူနောက်ထပ်ဆွန့်စားခန်းကိုပျော်ပျော်ပါပါထွက်ခွာသွားကြပါတော့တယ်နောက်ထပ်အပိုင်း9မှာဘယ်လိုဆွန့်စားခန်းတွေနဲ့ပြန်လာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးဖို့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ပြီးတော့အားပေးလို့ရပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်